မင်္ဂလာပါချစ်တို့ရဲ့ဒီနေ့နော်ဖီတာစီမှာကျမလာလည်နေပါတယ်ဖီတာနဲ့တူတူထမင်းလာစားနေပါတယ်ဆိုဖီတာကျမဘာချက်ချူလို့ဆိုတော့ငါဟိချုံချစ်ချစ်ဆက်ဆက်လေးနဲ့ဘလို့စီရေးကျဲဦးမြေကြော်ပေါ့နော်အရာစားကောဘလို့စီရေးနန်းကပိကြော်နော်အရာကောပါလေချစ်တို့ရဲ့ထမင်းစားလို့မိနေရောဘလို့စီကျွန်တော်ထမင်းစားတဲ့အချိန်မှာဖီတာနဲ့စကားပြောတယ်ပေါ့နော်ဖီတာကပြောတယ်ဟဲ့ငါတို့ယူထီယာမှာသွားမလားတဲ့အေးငါလည်းသွားမယ်လို့ပြောတာပေါ့နော်အရန်ပျော်မိပါတယ်ဘာဖြစ်လို့ဆိုတော့အဲ့မှာကျမခေါင်းထင်းသွားရဲမယ်ဓာတ်ဖို့သွားရဲမယ်လို့ပြောတယ်ကဲအခုဆိုရထမင်းစားပြီးလက်တဝဲသွားရောက်နေပြီပေါ့နော်စင်ထရာမှာစင်ထရာဘယ်နာမှာဆိုလို့မခေါ်တတ်ဘူးပေါ့နော်ဒီအကိုတယောက်ကကြလဲနော်အရာမစိတ်ထားသဘောထားကောင်းပါတယ်စေစမကိုဗီဒီယိုရိုက်ခိုင်းလဲသူရိုက်ပေးတယ်နော်ဓာတ်ပုံရိုက်ခိုင်းလဲသူရိုက်ပေးတယ်ပေါ့နော်ဘယ်နေရသူလိုက်ခေါ်သွားပေးတယ်ပေါ့နော်အပေါ်ရောအော်ရောဘယ်ကိုပေါ့နော်ဒီစင်ထရာအကြီးပေါ့နော်အပေါ်တက်ပြီးလို့စီအောက်စင်းစမတော့ဟိုအပေါ်ထပ်ဆိုမှထည့်ပြီးတော့နော်အောက်မှာဗီဒီယိုရိုက်ပြမှာအမြင့်ကြီးပဲပေါ့နော်စစ်ကလေးတို့ဒီမှာနော်ဒီအကိုကစမကိုလက်ခေါ်သွားပေးတယ်ပေါ့နော်ဖီတာနဲ့ပေါ့နော်သူကကားမောင်းတယ်တဝက်မောင်းလာတယ်ဘလို့စီဖီတာတာကားမောင်းသွားတယ်ပေါ့နော်သူလဲvlogger ရေးတဲ့အကိုတရားပါပဲနော်သူမှလဲ Facebook အကောင့်စီတဲ့ page ရှိပါတယ်စီနော်သူလဲသွားပြီးတော့လေ follower လုပ်လို့ရပါတယ်စီအပေးလို့ရပါတယ်သူကကြားတော့နော်မမလို့ပြောတတ်ပေါ့နော်သူကကီနဲ့ထိုင်ပဲအဲ့လိုမျိုးပြောတတ်တယ်ပေါ့နော်ကဲခုစီအပေါ်မှာထပ်ပြီးတက်သွားတယ်ပေါ့နော်ကျမကလည်းစုခီတွေပါလေလိုက်ရိုက်တယ်ပေါ့နော်ကျမကစုခီတွေရတဲ့သူဝဒနာပါတယ်ဆိုတော့ကဲအခုဆိုဒီနေရာမှာအမြင့်ပဲပေါ့နော်ဟိုအပြည့်ဘက်မှာလေနော်စုခီတွေအရန်လာတယ်ပေါ့နော်တိုက်တွေတင်တွေလူစီတပင်ဝပေးတယ်နော်ဆေးလာစုပြေးตายရပဲချစ်လို့ရင်နော်အရန်မှပြောဖို့ကောင်းပါတယ်ပေါ့နော်ကြည့်လို့အရန်ကောင်းတယ်နော် view ပေါ့နော်ချစ်လို့ရအပေါ်မှာတက်သွားတယ်လူစီရေးကျမတို့ကိုရုပ်မပိုင်မရဘူးကိုရုပ်ပါပိုင်ရမယ်ပေါ့နော်ကိုရုပ်မပိုင်မရဘူးကိုကတော့လောက်ကရတဲ့ချိန်မှာကိုရုပ်မပိုင်တမီးစားမဝေဘူးနော်အဲ့ဒါဇာမိုတီပေါ့ကဲဆက်သွားပါမယ်ဟိုအပေါ်ထပ်သွားပါမယ်ဘာတွေသွားပြီးတော့ဘာတွေစီအောင်မလဲဘာတွေဝဲအောင်မလဲဘာတွေကြည့်အောင်မလဲပေါ့နော်ဝေါအပေါ်မှာတက်သွားတော့ကစားစရာစီတယ်ပေါ့နော်ငါတို့ကလည်းသွားပြီးတော့လည်းကစားတယ်ပေါ့နော်တော့ကတော့ဘာလို့ပေါ့နော်ကဲခုဆိုတော့အယူထရနေရာမှာရောက်ပါပြီစမတို့အင်ဂျီပြောင်းမယ်ပေါ့နော်အင်ဂျီအဝတ်အစားတွေကိုထိုင်းလိုပုံစံမျိုးဝတ်ပြီးမယ်ပေါ့နော်လာပြီးတော့ယူတာပေါ့နော်စမလည်းဟိုမေးဒီမေးပေါ့နော်စမဘာရောက်ရမလဲစမနဲ့ဘယ်ဟာလိုက်မလဲဒါပြီးတော့ sexy ဆိုရတော့မရဘူးစမမနှုံစီဘူးလို့တော့ကြာအင်ဂျီတွေပြုတ်ကျသွားမယ်ကဲခုဆိုတော့ဝတ်ဆိုတွေလဲပြီးသွားပါပြီစေအပြင်မှာထွက်ပြီးတော့ဗီဒီယိုတွေဓာတ်ပုံတွေသွားရိုက်တော့မဖြစ်ပါရရှင်အရန်ပြောလိုက်တာဒီနေ့ကျမအရန်ပြောတယ်နော်ကိုမမတို့ကိုကျေးဇူးများကြီးတင်တယ်ကျမကိုလိုက်ပြီးတော့အခေါ်လဲပေးတာအလဲခေါ်သွားတာတော့ဘာတော့ညာတော့ကျွေးတာတော့ပေါ့နော်ကျေးဇူးများကြီးတင်တယ်အရန်လည်းပြောမိပါတယ်ကဲအယုထရနေရကကျတော့နေရအကျယ်ကြီးပဲနော်အရမပါရတာပေါ့နော်လူတွေကလည်းအများကြီးလာတယ်ကိုရီးယားတွေပါလေအင်္ဂလိပ်တွေလာတာလည်းတွေ့တယ်ပေါ့နော်ကဲနော်မစမဖြစ်ကရေလွယ်အေးအမြဲတမ်းလွယ်ဖြစ်တဲ့ကရေလွယ်အေးလေးပဲဖြစ်ပါတယ်စင်ဒီပေါ်ခုဆိုရတော့စားပြီးတော့ပြောဆောင်တယ်မအရန်ပြီးလို့စီမိသားအလဲရတယ်ပေါ့နော်မိသားကိုလည်းblogger နဲ့ရက်ပြီးတယ်ပေါ့နော်ဟဲ့ထွက်မလာသေးဘူးတင်းနေသူအောင်မထွက်လာရတယ်ပေါ့နော်မကြည့်မိသားရောက်လာပါပြီရှင်ကဲခုဆိုရကစားတော့ကျမတို့ရဲ့ vlogger ဒီမှာပဲအစိုးတက်လိုက်တော့မှဖြစ်ပါတယ်စင်နောက်ထပ်တပြည့်တဲ့ဗီဒီယိုတွေရှိသေးတယ်ဆိုရင်အပိစပါအောင်လို့ပြောချင်ပါတယ်စင်ကျေးဇူးမင်းတင်ပါတယ်ဆဲအလုပ်ကိုစပါတယ်ရှင် bye bye